မိုက်ကယ်ကာရစ်ရဲ့အဓိကလက်နက်တွေအဖြစ်ဘယ်သူတွေကအသုံးတော်ခံသွားမလဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါManchester United အသင်းဟာလိုအပ်နေတဲ့နီးပြနေရာကိုအသင်းကစားသမားဟောင်းဖြစ်သူမိုက်ကယ်ကာရစ်ကိုယုံကြည်အနှင်းခဲ့ပြီးရာသီအကုန်ထိခန့်အပ်ခဲ့တာအားလုံးလည်းအသိပဲဖြစ်ပါတယ်အခုချိန်မှာ United အသင်းဟာဒဏ်ရာရကစားသမားတွေပြန်လည်လူဆုံလာစပြုလာပြီးမို့အသင်းမှာရှိနေတဲ့ကစားသမားတွေဟာတစ်ပတ်မှတစ်ပွဲအတွက်လိုတာတက်ကိုပိုရှန်နေတာလည်းဖြစ်ပါတယ်ဒီအတွက်ကြောင့်လည်းအသင်းပိုင်ရှင်တွေဟာဇန်နဝါရီအပြောင်းရှည်အတွက်လှုပ်ရှားမှုတွေလုံးဝမလုပ်ဆောင်ပဲနွေရာသီအပြောင်းရှည်ကြမှာအမြဲတမ်းနီးပြအတွက်ပဲရည်ရွယ်လှုပ်ဆောင်ပေးမယ်လို့ဆိုလာပါတယ်။နီးပြမိုက်ကယ်ကာရစ်အတွက်စိန်ခေါ်မှုတွေကစောင့်ကြိုလို့နေပြီးပရီးမီးယားလိတစ်ခုတည်းသာရှိတော့တဲ့အသင်းမှာကွင်းလယ်တစ်ခုတည်းသာလိုအပ်ချက်ကြီးမားပြီးကျန်နေရာများမှာတော့လိုတာတက်ကိုပုံနေတဲ့ကစားသမားတွေကြောင့်ဘယ်လိုစီမံခန့်ခွဲသွားမလဲဆိုတဲ့မေးခွန်းတွေကလည်းရှိလို့နေစေဖြစ်ပါတယ်။လက်ရှိအစုအဖွဲ့မှာမိုက်ကယ်ကာရစ်ရဲ့စိတ်ကြိုက်ကစားကွက်တစ်ခုဖြစ်တဲ့4-2-3-1-4-4-2ဆိုတဲ့ကစားကွက်တွေမှာကွင်းလယ်3ယောက်တန်းကိုပဲအားပြုကစားမှာဖြစ်ကြောင်းနဲ့ဘယ်ကစားကွက်ကိုပဲ3-3ကွင်းလယ်ကိုတော့3ယောက်ကိုပဲအသုံးပြုရမှာဖြစ်ကြောင်းပြောကြားဘူးတာမို့တေချာပေါက်ကွင်းလယ်ကိုတီတီငိမ့်ငိမ့်စော်ကစားလာဖို့လည်းရှိပါတယ်ဒီအတွက်ကြောင့်ပဲမေဆင်မောက်အပါဝင်အာမတ်ဒီယာလိုဇက်စီနဲ့ဦးကာဒီအစရှိတဲ့ကစားသမားတွေပြင်လူငယ်ကစားသမားတွေအတွက်လည်းအပြိုင်အဆိုင်နေရာလူရတော့မှာဖြစ်ပြီးကစားခွင့်တွေလည်းအလွန်နဲလာဖို့ရှိပါတယ်လက်ရှိအသင်းလူစင်းထဲမှာအာမိုတွေထွက်ခွာသွားပြီးလက်ရည်ကန်နဲ့ပြုတ်ကျသွားတဲ့စွမ်းအားရှင်တယောက်လိုအသင်းကရုန်းကန်နေရတဲ့နှစ်ပွဲမှာတော့တိုက်စမှုဆက်စကိုက3ဂိုးသွင်းယူထားတာမို့အရန်ကုန်ပို့ဖို့ဆိုတာမလွယ်ကူနိုင်သေးတာကြောင့်တိုက်စမှုဆက်စီကလည်းတေချာပေါက်အရန်ကုန်မှာဖင်ပူအောင်ထိုင်ရအောင်မှလည်းဖြစ်ပါတယ်နောက်ထပ်တယောက်ကတော့မေဆင်မောက်ဖြစ်ပြီးကိုညာနဲ့အပြိုင်နေရာလူရမယ်အပြင်နံပါတ်10နေရာကိုဝင်ရောက်စောဖို့ဆိုတာလဲအသင်းကောင်းဆောင်ဘရူနိုဖာနက်တက်ရှိနေတာမို့နေရာရဖို့မလွယ်ကူပဲနေရာပြောက်ဖို့လည်းရှိနေပြန်ပါတယ်နောက်ထပ်နှမျောစရာအကောင်းဆုံးလူသားကအာမတ်ဒီယာလိုဖြစ်ပြီးအာဖရိကဖလားပြိုင်ပွဲမှာလည်းထူးရှယ်ခြေစွမ်းနေနဲ့တောက်ပနေခဲ့သလိုအာမိုရင်မထွက်ခွာခင်ကလည်းအတီးကစားသမားဖြစ်နေပေမဲ့နီးပြမိုက်ကယ်ကာရစ်လက်ထက်မှာတော့ဝင်ကာတယောက်တည်းကပဲနေရာရရှိနိုင်သလိုနောက်တန်း၄ယောက်တန်းမှာလည်းအသုံးပြုဖို့မဖြစ်နိုင်တာကြောင့်အမ်ပိုမိုနဲ့အာမတ်ကိုဘသူ့ကိုအတီးကထားကစားစေမလဲဆိုတာစိတ်ဝင်စားစရာလည်းဖြစ်စေခဲ့ပါပြီဒါကြောင့်ပဲနီးပြကားတွေကမန်ချက်စတာဒါဘီကနေစပြီးဘယ်သူတွေကိုပွဲထုတ်လာမလဲဘယ်သူတွေကအရန်ခုံမှာထိုင်ရမလဲလူငယ်ကစားသမားတွေရဲ့အနာဂတ်ဆိုတဲ့မေးခွန်းများစွာဖြစ်ပေါ်လာစေခဲ့ပြီးဒီလူစင်းတဲ့တစ်ပတ်ကိုတစ်ပွဲသာကန်ရမှာမို့ဘယ်လိုစီမံကအလှည့်ပြောင်းတွေလှုပ်ဆောင်လာမလဲမိုက်ကယ်ကာရစ်ရဲ့အဓိကလက်နက်တွေအဖြစ်ဘယ်သူတွေကထိုက်တန်စွာနေရာလူရမလဲဆိုတာစိတ်လှုပ်ရှားစွာစောင့်ကြည့်အားပေးသွားကြရအောင်ပါလို့တင်ဆက်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ